ကုသိုလ်ကံရဲ့စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကခြုံငုံပြီးတော့ဟောတဲ့အခါမှာမနုဿိကာသတမ္ပတိဒေဝလောကေသယာရတိယာသနိဗ္ဗာနတမ္ပတိသဗ္ဗမေတေနလပ္ပတိကုသိုလ်ကံနဲ့ပဲအလုံးရတယ်မနုဿိကာသတမ္ပတိလူချမ်းသာဒီကနေ့လူတွေတွေ့နေတဲ့လူချမ်းသာဆိုတာလူချမ်းသာလို့တော့ခေါ်စရာမရှိဘူးဘယ်ချမ်းသာမလဲနော်ဒီကနေ့လူချမ်းသာဆိုတာရည်စရာလူချမ်းသာကြီးပဲတကယ်လူချမ်းသာဆိုတာစัจ java ရိမင်းရဲ့ချမ်းသာမှာတကယ်လူချမ်းသာအစစ်လူချမ်းသာအစစ်ကအဲ့ဒါဘယ်အခုဟာပစံလေးရဖို့ရှားလိုက်ကြရတာရှားထွက်နေအောင်အလုံးလုံးလို့ရတာမောနေအောင်ဒီထဲမှာတော်ကားကြတာနော်ကားလေးတစ်စီးစီးဖို့ဆိုလက်လုံးလိုက်ရတာပေါင်းအချိန်ချင်းကားပြီးမှကားရတာနော်ဒီတိုင်းကားရတာမဟုတ်ဘူးမျိုးမျိုးလုပ်ပြီးတော့မှအလုံးလုံးပြီးတော့လုံနိုင်မှရရှိကြတယ်စัจ java ရိမင်းရဲ့စီစဉ်ချမ်းသာဆိုတာကုသိုလ်ကောင်းမှုနဲ့သူကသူစัจ jaya ရဏကြီးရောက်လာတာလေလွယ်တကူရောက်လာတာအဲ့တော့လူချမ်းသာမှာအမြင့်ဆုံးလူချမ်းသာဆိုတာစัจ java ရိမင်းရဲ့ချမ်းသာကိုပြောအဲ့ဒီစัจ java ရိမင်းချမ်းသာကိုလည်းကုသိုလ်ကောင်းမှုကပေးနိုင်တယ်နတ်ချမ်းသာဆိုတာတရားမင်းနေရတဲ့စီစဉ်ချမ်းသာပြမမင်းနေရတဲ့စီစဉ်ချမ်းသာအလုံးဟာကုသိုလ်ကောင်းမှုကပေးတာလေကြည့်ပဲနော်အတိုင်းတာတစ်ခုရကုသိုလ်သူကုသိုလ်နဲ့သူ့အကျိုးဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိကြောင့်ဒါနကောင်းမှုဆိုတာမယုံမရှိနဲ့ဒါနကောင်းမှုမရှိတဲ့လူကဆင်းရဲတဲ့အိမ်သွားမွေးတယ်အနိတောင်ပေးစရာမရှိဘူးစားစရာတော့မရှိတဲ့အခါအမိုက်ပုံးနဲ့ရောက်သွားတယ်နော်ဒါနကောင်းမှုမရှိဘူးဆိုရင် immigration တောင်လက်မခံဘူး immigration တောင်လူဘွားလာဖို့ဗီဇာထုတ်မပေးဘူးခုခေတ်နော်တားလိုက်တာဟိုကတားဒီကတားကြွတင်ပြီးတော့လဲတားကြခုကလူဘွားလူဖြစ်ချင်ပါတယ်ဆိုတော့မှပဲကုသိုလ်ကံအာနိရင်တားဆီးခြင်းကိုခံရတယ်တားဆီးခြင်းကိုခံရတယ်မလာခဲ့နဲ့ဆိုတဲ့အဓိပ္ပာယ်မလာခဲ့နဲ့သူခေါ်မှလာဟာတာဒါကြောင့်မလို့မိဘရဲ့ကျေးဇူးဆိုတာဣမတလောကတဓာတိတာရောဒီလောကကြီးကိုလာခွင့်ပြုလိုက်တာမိဘရဲ့ကျေးဇူးပဲအမေဖေကလာခွင့်မပြုလို့ရှိရင်လာလို့ကိုမရနော် family plan ဆိုတာတွေချပြီးတော့မလာနဲ့ဆိုပြီးတော့တားကြတယ်လေမတော်တဆရောက်လာရင်လည်းအမှတ်ပုံးနဲ့ပြစ်လိုက်တယ်အဲ့တော့လူဘဝဆိုတာလွယ်လွယ်နဲ့ရတာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သားကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့ချမ်းသာပါတယ်ဆိုရမိဘအိမ်သွားမွေးတယ်နေစရာအစင်သက်စားစရာအစင်သက်စီးစရာရင်အစင်သက်သူ့အတွက်အလုံးမိဘတွေရှာထားတဲ့ပစ္စည်းဥစ္စာတွေကသူ့အတွက်အစင်သက်ဖြစ်တယ်ဒါဟာဒါနကုသိုလ်ရဲ့အကျိုးဆိုတာရှိတယ်ဆိုတာမတမထင်ရှားတယ်နော်သူလှုပ်တာတခုမှမပါဘူးဥဝဲဆိုရောက်လာတယ်သူ့အတွက်ကြည့်ပဲအကုန်လုံးဒီလိုဖြစ်တာဒါနကုသိုလ်မရှိဘူးဆိုရင်ဒုက္ခရောက်ပြီတော့ရောင်လေနဲ့ immigration ကခေါ်လိုက်လို့လည်းလာမနေနဲ့ဒုက္ခရောက်တော့မယ်တော့ချက်လူဝင်မှုကြီးကြပ်ရေးအဲ့ဒါခေါ်ဒါကံကြမ္မာကပြောတဲ့လူဝင်မှုကြီးကြပ်ရေးကိုပြောတာပါဟိုပခုံးတစိမ့်တက်ထားတဲ့လူဝင်မှုကြီးကြပ်ရေးကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့ဘဝဆိုတာကုသကံအကျိုးပေးမှလှတယ်ပေါ့။ကုသကံကစัจ java ရိမင်းဘဝကိုလည်းပဲဒီကုသကံဖြစ်စေတယ်။နတ်မင်းနေပြမမင်းနေဘဝကိုလည်းဖြစ်စေတယ်။နောက်ဆုံးမှာဘယ်အရာမှထာဝရမြဲတာမရှိဘူး။ဘဝဆိုတာလည်းပဲ
တခဏမြတာဖြစ်တယ်ဒီဘဝတည်းမလိုချင်ဘူးဘဝကိုတခုမှမလိုချင်ဘူးဆိုလို့ရှိရင်ဘဝရဲ့လွတ်ကြောင်း exit ဆိုတဲ့ထွက်ပေါက်ကိုလည်းပဲဒီကုသိုလ်ကောင်းမှုကပြပေးတယ်နိဗ္ဗာန်ကိုရောက်စိမ့်နိုင်တယ်ဒီကုသိုလ်ရဲ့အစွမ်းနဲ့ပဲရှင်ထဲမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိလေသာတွေကိုကုန်ခန်းသွားစေပြီးတော့တန်တရားဘောကလွတ်အောင်လုပ်ပေးတာလေဒီကုသိုလ်ကောင်းမှုပဲလို့ဆိုတယ်သူ့ရဲ့အစွမ်းစားတွေဟာတန်တရားထဲမှာသာအကျိုးပေးတာမဟုတ်ဘဲနဲ့တန်တရားဘောကလွတ်အောင်လည်းပဲဆွမ်းဆောင်မှုပေးတယ်တန်တရားရဲ့အကျိုးပေးတာတော့သူ့ရဲ့သဘာဝနဲ့ပြုလုပ်သူကုသိုလ်ရှင်ရဲ့စိတ်ဆန္ဒပေါ်မှာမူတည်တယ်သူဆန္ဒပေါ်မှာမူတည်တယ်ဘာဖြစ်ချင်လဲဆိုတာကိုဖြစ်အောင်ဆွမ်းဆောင်မှုပေးတယ်ကုသိုလ်ကကုသိုလ်ရှင်ကဒီတန်တရားထဲမှာမဖြစ်ချင်ပါဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုချင်ပါတယ်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့နိဗ္ဗာန်ကိုလိုချင်ပါတယ်ဆိုတဲ့ဆန္ဒပြုလိုက်မယ်ဆိုရင်လေဒီကုသိုလ်ကတန်တရားထဲမှာအကျိုးမပေးဘူး exit ထီအောင်ပို့ပေးလိုက်တယ်နော်တန်တရားက exit မရောက်သေးခင်တော့သူ့ရဲ့အကျိုးတွေခံစားရအောင်မှာပဲဖြစ်တယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမရမချင်းဒီကုသိုလ်ကောင်းမှုကဥလှဲ့ပြီးကောင်းကျိုးချမ်းသာတွေပေးနေမှာပဲဖြစ်တယ်နိဗ္ဗာန်ရောက်ပြီးမှသူ့ရဲ့အလုပ်ဟာပြီးသွားမှာဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုရဲ့ဆွမ်းဆောင်မှုတွေဟာအမှန်တမ်းကြီးမားတယ်ကြီးမားတဲ့ကုသိုလ်တွေထဲမှာဒါနကုသိုလ်သည်ဒါနသမ္မုဒ္ဒနိဘောဂနိတို့ဆိုတဲ့အတိုင်းဘဝမှာပြည့်စုံတဲ့အသုံးဆောင်တွေရှိတဲ့ဘုံဘဝရခြင်းနဲ့ဆိုရင်ဒါနကောင်းမှုလုပ်အောင်အသက်ရှည်ပြီးတော့ကျမ်းမာတယ်နော်သက်ရှည်တယ်ကျမ်းမာတယ်ဘဝမှာပြည့်စုံတဲ့အသိဉာဏ်တွေကျွယ်ဝတယ်ဆိုလို့ရှိရင်သီလကုသိုလ်ကိုလုပ်ရမှာဖြစ်တယ်ဉာဏ်တွေထက်မြက်တယ်တတိတွေကောင်းတယ်စွမ်းရည်တတိတွေထက်မြက်တယ်ဆိုရင်ဘာဝနာကုသိုလ်ကိုလုပ်အောင်အဲ့ဒီမဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်ဝိပဿနာကုသိုလ်ကိုလုပ်ရမှာဖြစ်တယ်ဝိပဿနာကုသိုလ်ကသာလေနိဗ္ဗာန်ထိအောင်ဆွမ်းဆောင်မှုကိုပေးတယ်လို့ကုသိုလ်အစဉ်စဉ်ဒါနကောင်းမှုသီလကောင်းမှုသမထဘာဝနာကောင်းမှုဝိပဿနာဘာဝနာကောင်းမှုဒီကောင်းမှုကုသိုလ်တွေရဲ့အစွမ်းတတ္တိဟာအလွန်ကြီးမားလို့တန်တရားထဲမှာပေးရတဲ့ဟာကကုသိုလ်ရှင်ရဲ့စိတ်ဆန္ဒအတိုင်းပေးနိုင်တာဖြစ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုမြတ်စွာဘုရားကပုံဉဏ်စေပုရိသောကရိတာမင်းကုသိုလ်ကောင်းမှုကိုလုပ်ပါတဲ့လုပ်မယ်ဆိုရင်လည်းပဲကရိယာနံပုဏ္ဏပုဏ္ဏအထထလုံးမိအောင်ကြိုးစားပါတမ္မိဆန္ဒံကရိရတာကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဆန္ဒမွေးပါဘာကြောင့်လဲဆိုရင်သူခောပုညတဥစ္စေယောကုသိုလ်မျိုးမျိုးကိုရင်နဲ့နှလုံးထဲမှာစုမိဆောင်းမိဖြစ်လာပြီဆိုရင်မင်းလိုချင်တဲ့အစဉ်ပြေမှုအစွမ်းတကူချမ်းသာဒုက္ခမှန်သမျှကိုကုသိုလ်ကပေးနိုင်ပါတယ်လို့မြတ်ဗုဒ္ဓကဟောကြားခဲ့တာဖြစ်ပါတယ်